အခုတလက်နွားရောက်နေအောင်တော့ပကြီးရော gravity app တွေရောအများကြီးရှိရဆိုတော့ဒီလမ်းကြားကိုတက်ပုံလိုက်ဖို့မလို့လာခဲ့တာပါ။ဘာရှိလဲဆက်စုကြည့်ကြလိုက်ခဲ့ပါဒီတလက်နွိုင်လို့လူသိများတဲ့နေရာလေးကကြောက်ဖျားမြစ်ကမ်းဘေးကအိုးချိုင်းနာတောင်လေးပေါ့နော်။ MRT အပြာလိုင်းစီးမယ်ဆိုလို့ရှိရင်ဟိုဝါလန်းဖုံဆိုတဲ့ station မှာဆင်းလို့ရပါတယ်။ဒီကိုလာတာတော့အများစုကတော့ foreigner တွေလာတာများတယ်ပေါ့နော်။အားလည်းရဆိုလို့ရှိရင်လာပြီးတော့တက်ပုံလိုက်ကြရှိတယ်။ဆန်ဆန်ပေါ့နော်အဲ့လို street ပုံစံမျိုးရိုက်ချင်တယ်ဆိုလို့ရှင်တော့ဒီလမ်းကအမိုက်ဆုံးပဲတို့လည်းဒီတပတ်ပိတ်ရက်ကဓာတ်ပုံလာရိုက်တာပေါ့နော်အဲ့တော့ကိုယ်တငယ်ချင်းနေနောက်ပြီးတော့အလဲလာတဲ့မိတ်ဆွေရှိရဆိုလို့ရှင်လည်းဒီလမ်းကြောင်းမှာလာပြီးတော့ street ဆန်ဆန်ဓာတ်ပုံလေးတွေရိုက်ရှင်ဒီလမ်းကြောင်းကိုလာလို့ရပါတယ်အဲ့တော့ဆက်သွားကြည့်အောင် let's goဓာတ်ပုံရကြိုက်တဲ့သူတွေဆိုလို့ရှိရင်အဲ့လို photo spot တွေနောက်ပြီး Instagram web spot တွေအပြည့်ပဲတလက်နွိုင်ဆိုတဲ့နေရာကျတော့ antique Chinese အငွေသက်တွေအများကြီးမှန်းချုံထားတဲ့နေရာပေါ့နော်သူ့မှာကရှေးဟောင်းတရုတ်ပုံကျောင်းတွေရှိမယ်နောက်ပြီးတော့200ကျော်တက်တန်းရှိရရှေးဟောင်းအဆောက်အုံရှိမယ်ကွာပြီးတော့အနုပညာလက်ရာပစ္စည်းတွေဒါတွေရှိမယ်ဆိုတော့ဓာတ်ပုံရိုက်လို့တော်တော်လေးမိုက်တယ်ပေါ့နော်ထိုင်ခဲ့တဲ့ဆိုင်ရကြတော့ဟောင်းစင်ကောင်ကိုရက်ကဖေးပေါ့နော်ကြောက်ပြားမြင့်ရဲ့နေဝင်ချင်းစီးစာအလှရတာကိုထိုင်ကြည့်လို့ရတယ် Riverside Cafe ဆိုတော့ social media မှာတော်တော်လေးနာမည်ကြီးရယ် Cheers ကဲအရင်ပြင်းလာရေတောက်ကြမယ်အဲ့တော့တော့လူမများဘူးလောလောဆယ်တော့လေကိုသေးတို့လာတော့မသိဘူးအထဲမှာတော့လူတွေပြည့်နေတာပဲအထဲကနေရာတွေမှာတော့ဒါကအုံးသိမီးဖုံးနဲ့coffee မီးဖုံးနေပေါ့နော်အဲ့မွေးလေးအနံ့လေးတောက်တော်တော်ကောင်းတယ်ဒါဘတ်160ထင်တယ်အခုကိုဟာဘတ်ပါလဲဒါအခုကတော့ mix လုပ်လိုက်တော့နည်းနည်းရောလိုက်တော့အယောင်တော့ရောသွားတယ်အစဒီမှာလိမ္မော်ရောင်ဒီမှာ americano လိုမျိုးအဲ့လိုလုံးဝအကြည့် coffee အကြည့်ရောင်ပေါ့နော်ရေခဲနဲ့
လိမ္မော်ရေနဲ့ကော်ဖီနဲ့ရောထားတယ်နော်သူလည်းပတ်160လားမသိဒါတော့ချင်း orange ပါဆိုချင်းပြုံးပြုံးလေးကော်ဖီလိုက်မိကြည့်ဒါကလည်းအုံးသီးပါဒါကိုကိုနဲ့ကော်ဖီပဲသူကကြတော့အုံနို့နဲ့ကော်ဖီနဲ့ရောထားရတာအပေါ်ကတေချာနဲ့မှွေမှရအပေါ်က creamy နဲ့အဲ့လိုအပေါ်က cream ပါတယ်ကော်ဖီရယ်အောက်ကအုံနို့အနှစ်လားအဲ့လိုဟာမျိုးနဲ့ဒါ180လားမသိစိတ်ခါလေးဟိုကကြချင်းခါကော်ဖီလေးတောက်ပြီးတော့ခဏလေးနားလိုက်ပါအောင်မယ်ဆိုင်ထဲမှာလည်းအဲ့လိုမျိုး Instagram spot တွေလောက်ထားတာအများကြီးပဲဓာတ်ပုံရိုက်လို့လှနေနေရတယ်ပေါ့နေကြသွားပြီဆိုလို့ရှိရင်ဓာတ်ပုံစိုက်ရိုက်ပါမယ်ဒါတော့မြန်မာလိုရေးထားတယ်ပြီးတော့အကြီးပေါ့နော် Cheers ပြန်ကောင်းလို့မတော့တော့လက်တွေတုံးလို့ပြုတ်တောင်ကြအဲ့ရပဲမယ်နည်းနည်းလူနေတယ်ဆိုပြီးပြောထားတယ်အခုကလူတွေတဖြည်းဖြည်းများလာပြီအဲ့လိုမျိုးဆန်းဆက်လာကြည့်ကြတာပေါ့နော်နေဘူးခံပြီးနေရလာဦးတာတော့ဆန်းဆက်ကြည့်ဖို့အတွက် ready ပဲပေါ့နော်ဒါဆန်းဆက်ရောက်တော့ညနေဆောင်လောက်ဆိုလို့ရှိရင်တော့ဓာတ်ပုံရိုက်လို့ကောင်းတယ်မြစ်ဖက်နဲ့နီးရဲ့ခုံလေးတွေကလည်းပို့ပြီးတော့ထိုင်လို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့ပို့ပြီးစောလာဖို့လိုတယ်ညနေဆောင်မှလာမယ်ဆိုလို့ရှိရင်ကျတော့လူလန်းကျသွားပြီဆိုတော့ကိုလိုချင်တဲ့ထိုင်ကုန်မှလည်းထိုင်လို့မရဘူးပေါ့နော်အဲ့ဒါတခုတော့ရှိမယ်ဒီတနေ့ကုန်ရှောက်သွားတယ်နည်းနည်းတော့ပင်မန်းနဲ့အချိန်ရောက်နေပြီပေါ့နော်အဲ့တော့ခဏနေဆန်းဆက်လေးကြည့်ပြီးတော့အေးဆေးလေးနားပြီးပြန်มาတော့မယ်အားလုံးပဲဒီနေ့ vlog လေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်